နိုင်တန်ဆိုတဲ့အခါမှာလုံမာမိနေတဲ့အချက်တစ်ချက် Harry လာပြီးပြောပြပေးမယ်အဲ့တော့ဒီဗီဒီယိုတစ်ခါ save ထားပါပြီးတော့တငယ်ချင်းတွေသိရအောင်လဲသွားပြီး share ထားပေးလိုက်ပါ Harry အနိုင်တန်ဆိုတဲ့အခါမှာအနိုင်တန်ထွက်ချင်စောနဲ့ကိုယ့်ရဲ့မေယိုအရန်အောက်ချပြီးတော့မှအတန်ကိုသွားထုတ်တာအရန်အားစိုက်တဲ့အခါဘယ်လိုဖြစ်လဲဆိုလို့ရှိရင်ဆိုတော့အတန်ကမထွက်တော့ဒီနားလေးမှာ lock ဖြစ်သွားတယ်လီထွက်လာရမယ့်လမ်းကြောင်းမှာ Hero ဒီမှာမေယိုအောက်ချလိုက်တဲ့အခါကျတော့ဒီမှာပိတ်သွားတယ်เนาะအဲ့တော့လီမထွက်တော့အော်အရန်မော့သွားတဲ့အခါကျတော့လေ Hero level အရန်တင်းသွားတဲ့အတွက်အဲ့ဒီမှာလီထွက်ဖို့အတွက်ကချောချောချူချူမထွက်လာအဲ့တော့ Hero ဘယ်လိုလုပ်ရမလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ခေါင်းကိုတက်တက်ပဲထားပါတကယ်လို့ကိုကဒါဘယ်လိုမျိုးတက်အောင်ထားရမလဲဆိုတာမသိဘူးဆိုလို့ရှိရင်နိုင်ရန်တစ်ခုပေါ်မှာ Hero မိလိုက်เนาะနိုင်ရန်တစ်ခုပေါ်မှာခန္ဓာကိုယ်ကြောမိမယ်ခေါင်းကိုလည်းအဲ့လိုထိထားလိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ကိုယ့်ရဲ့လေပြုံကလမ်းကြောင်းမှန်မှာဖြစ်ပါလို့အနေထားမှန်ပြီဆိုလို့ရှိရင် Hero ကတေချာလေးဖြည်းဖြည်းချင်းစီလာပြီးဆိုဆင်းကြည့်ပါเนาะဒါတယောက်နဲ့တယောက်ကတော့အတန်တူမှာမဟုတ်ဘူးเนาะ Harry ကအနှိမ့်ကိုအဲ့လောက်ပဲရတယ် Harry အတန်ကမြင့်တဲ့ဘက်ကိုပို့ပြီးသွားတယ်အဲ့တော့အနှိမ့်ဆိုတဲ့သူတွေဆိုလို့ရှိရင်နံပါတ်1တစ်ချက်ကိုယ့်ရဲ့ position မှအောင်လို့နိုင်ရန်တစ်ခုမှမီပြီးတော့မှ Hero straight ဖြစ်အောင်ထားပေးပါပြီးတော့ဆိုတဲ့အခါမှာ relax လုပ်ပေးပါအရန်အားသွားမထဲ့နဲ့ဖြည်းဖြည်းချင်းစီပဲအတန်ကိုထုတ်ပေးပါဒါဆိုရင်တော့ကိုအနှိမ့်တန်နေဆိုတဲ့အခါမှာလေလန်းချောင်းမှန်ပြီးတော့မှကိုယ့်ရဲ့အတန်လဲပို့ပြီးနှိမ့်နိုင်မယ်ဆိုတာသိချတယ်ကဲလို့ဒီဗီဒီယိုကကိုအတွက်အကျိုးရှိတယ်ဆိုလို့ရှိရင် comment မှာအနှိမ့်တန်လို့ရေးလာပေးပါနှိမ့်တန်ဆိုတဲ့အခါမှာအခက်ခဲဖြစ်နေတဲ့တငယ်ချင်းတွေသိရအောင်လဲတွားပြီး share ထားပေးလိုက်ပါဂီတနဲ့ပတ်သက်ပြီးတော့မှအဆိုအသီးနဲ့ပတ်သက်ပြီးတော့မှဒီထက်ထပ်ပြီးအသေးစိတ်ထပ်ပြီးသိရဖို့အတွက် Harry ကို follow မလုပ်ရသေးဘူးဆိုရင် Harry ရဲ့ Facebook page YouTube channel နဲ့ဒီ TikTok account လေးကို follow လေးလုပ်ခဲ့ပေးပါကျေးဇူးတင်ပါတယ် Harry ဖြစ်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်